တဲ့နော်ကောင်းလေးပင်ရွှေပလင်းကြီးကိုအောင်လားလွားတွေအပေါ်နိုင်ငဲ့ညာတနာချစ်လို့ရနိုင်မှာမလားရဲ့လို့စကြတရားဘော်ဒီပင်ရွှေပလင်းကြီးကိုအောင်သောနိုင်ပါမလားရဲ့လို့အားတော်ငယ်တော်ရွှေညံတော်ကိုရွယ်ကဦးစွာထွန်းလာဓမ္မစကြာတရားတော်မြမနဲ့လူအပေါ်ဒေသနာကြလိုက်တော့ကဘာလောကမြေပြင်မောသုံးချိန်တိုင်အောင်အင်မတန်သာဓုကိုမြမနဲ့လူအပေါ်ဒေသနာကြလိုက်တော့မြေပြင်ပေါ်သုံးချိန်တိုင်အောင်အင်မတန်သာဓုကိုတဟံပတိနာမကေမဟာပြမဟိရကြောင့်တဟံပတိနာမကေမဟာပြမဟိရကြောင့်ဘောနိညာနဲ့ဝပ္ပပတ္တိမဟာနံအတစီကျွတ်တန်းဝင်ပြီးကိုရေကုန်တော်ရွှေသမီးပေါ်တော်ထိပ်တဲ့တွင်တိတ်ကြည်နေနေဝိညာဉ်ရွှေတို့နဲ့ဓမ္မစကြာတရားတော်ဩနိညာအမှန်ပူဇော်တရားခံရဲ့အနာခံရဲ့သောတာပန်ဤကံတည်ကြတော့အတင်းချာအတင်းချီတွေမရင်မတွေ့နိုင်သောပြိတ္တအောင်ကြီးကောင်းကြီးပေးကနော်30ဘုံအလုံးကျွေးရကြောင်းအောင်ကြီးကောင်းကြီးပေးကနော်30ဘုံအလုံးကျွေးရကြောင်းအဘိညာဇတ်သမဘနဲ့ဖျားမြတ်ဤမဟာရွှေနှုတ်တော်ယုတိစွာလက်ဆုံးကို၍တပြီတော်ရှင်ခိုးသနောမြမနဲ့လူအပေါ်ဒေသနာကြလိုက်တော့ကဘာလောကမြေပြင်ပေါ်သုံးချိန်တိုင်အောင်အင်မတန်သာဓုခေါ်